အားလုံးပဲမင်္ဂလာပါရှင်ကျမကိုဒီရက်ထဲတွေမှာပျောက်နေတယ်အတိတ်ထန်လေးတွေပဲတင်ပေးတယ်တခြားစကားပြောတာလေးတွေမတင်ပေးဘူးဆိုပြီးတော့ message box လေးမှာလာမေးတယ်အမတွေညီမလေးတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့ကျမကိုတချို့ဆိုလို့ရှိရင်စိတ်ပူကြတယ်ဒီရက်ပိုင်းထဲမှာညီမလေးမျက်နှာမကောင်းဘူးတချို့ရက်တွေဆိုလို့ရှိရင်မျက်နှာလေးကညှိုးနေတယ်တချို့ရက်တွေဆိုလို့ရှိရင်နေမကောင်းတဲ့ပုံပေါက်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကအစတတိထားပြီးတော့လေလာပြီးတော့မေးကြတယ်အားပေးကြတယ်အမတွေညီမတွေရှိတဲ့အတွက်လေအရန်ကိုအားရှိတယ်အရန်လဲပျော်တယ်ပေါ့နော်ကိုကိုရှစ်ခင်ပေးတဲ့သူတွေရှိနေတာကလည်းဘဝမှာလက်တပါပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမဒီရက်ပိုင်းထဲမှာစကားတွေလည်းမပြောပြဘူးဟုတ်ပါတယ်စကားတွေမပြောပြဘူးဒီရက်ထဲမှာမျက်နှာတွေမကောင်းဘူးဆိုတာလည်းဟုတ်ပါတယ်အဲ့ဒါကျမမှာတောကလေးတွေနည်းနည်းရှိလို့ပေါ့နော်အဲ့ဒီတောကတွေကိုဘလို့ဖြေဖြောက်ခဲ့လဲဆိုတဲ့နီးလေးကိုလည်းပြောပြမယ်အဲ့ဒီတောကတွေဘာကြောင့်ဖြစ်တာလဲဆိုတာကိုလည်းပြောပြမယ်ပြီးတော့လေတချို့ကတစိမ့်ဆိုရင်တအိတ်လောက်ကြတာပေါ့နော်အဲ့ဒီအကြောင်းတွေကိုလည်းကျွန်မဒီဗီဒီယိုလေးနဲ့ပြောပြပေးသွားမယ်ပထမအဆုံးကျွန်မဘာဖြစ်လို့တောကတွေများနေရလဲဆိုတော့ကျမဒီရက်ပိုင်းထဲမှာအရန်ကြီးတဲ့သူတွေကိုချင်းစာတရားနေတဲ့သူတွေเนาะအဲ့လိုလူမျိုးတွေနဲ့ကျမကြုံကြိုက်ရတယ်စုံရတယ်ပေါ့เนาะအဲ့အတွက်ကြောင့်ကျမအတိနဲ့တတိနဲ့တော့ကပ်ပြီးတော့နေတယ်ဒါပေမဲ့ကျမတို့လူဆိုတာတော့เนาะပုထုဇဉ်လူသားတွေဆိုတော့လေအရန်ကြီးမရှင်းချက်နိုင်ဘူးပေါ့เนาะအရန်ထိုးနှက်တာတွေကိုခံရတဲ့အခါမှာစိတ်ထဲမှာအနေချင်းတော့အစင်မပြေတာလေးတွေဖြစ်တယ်ပေါ့နော်စိတ်မကောင်းဖြစ်တာရှိရဲဝမ်းနေတာရှိရဲဒါပေမဲ့ကျမအဲ့ဒါတွေကိုရအောင်ကြော်ဖြတ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမခုတနေ့ကပြောဘူးတယ်ပေါ့နော်ပြုသူအစ်ဖြစ်သူအဟောင်းဆိုတဲ့အတိုင်းပဲကျမတို့ကဒီဘဝမှာဘလောက်ပဲကောင်းနေဘလောက်ပဲကိုကအစင်ပြေအောင်လုပ်ပေးအစင်ပြေအောင်နေပေါ့နော်ကျမတို့ရဲ့အတိတ်ကအကြောင်းတရားတွေကလည်းပါလာတာဖြစ်တဲ့အတွက်ဒီအတိတ်ကအကြောင်းတရားတွေကဖြစ်ကိုဖြစ်ရမယ်လို့အချိန်တန်ပြီးတော့ရောက်လာတဲ့အခါမှာရှောင်လွဲလို့မရဘဲနဲ့ဖြစ်လာတဲ့သဘောတွေလည်းပါတယ်ပေါ့နော်အဲ့တော့ကျမကတော့အခုလဲကောင်းမယ်နောင်လဲကောင်းမယ်အရင်တော့ကလည်းကျမကောင်းခဲ့တယ်အဲ့တော့ဒီထက်လည်းတနေ့ထက်တနေ့ပို့ပြီးတော့ကောင်းအောင်နေဖို့အတွက်လည်းပို့ပြီးတော့ဆုံးဖြတ်ထားတယ်ပြီးတော့အဲ့ဒီတော့ကတွေเนาะအဲ့ဒီစိတ်ဆင်းရဲမှုတွေစိတ်မချမ်းမြေ့မှုတွေကိုဘယ်လိုကြော်ဖြတ်ခဲ့လဲဆိုလို့ရှိရင်အစိုးရပြောသလိုပေါ့နော်ပြုသူအသေးဖြစ်သူအဟောင်းကျမဝစ်ကြွေးရှိရင်တော့ခံရမှာပဲတခါလေးကြောက်လို့ရှိရင်မဟုတ်ဖ ೇನೆ ဆွဆွဲတာမျိုးကြီးလဲကြုံရင်လဲကြုံရမှာပဲပေါ့နော်ဒါကတော့ကျမရဲ့အတိတ်ကံအကြောင်းတရားတွေပါလာလို့ရှိရင်တော့ရှောင်လဲမရအောင်ခံရမှာအဲ့ဒါကတစ်ချက်ပေါ့နော်ပြီးလို့ရှိရင်ကျမဘယ်လိုထပ်ပြီးတော့နှလုံးသွင်းလဲဆိုလို့ရှိရင်လူတွေအကုန်လုံးကတေမျိုးတွေကြီးပဲပေါ့နော်ငါလည်းတေးရမှာသူတို့လည်းတေးရမှာအချိန်တန်အားလုံးခွဲခွာသွားကြရမှာဘယ်အချိန်ဘယ်နေရာဘယ်ဒေတာဘယ်ရက်ဘယ်အခါမှာတေးရမယ်ဆိုတော့မသိဘူးပေါ့နော်အဲ့မသိနိုင်တဲ့အချိန်အတွင်းလေးမှာအချိန်ကကြာကြီးလည်းနေရမယ်တူလေးလည်းနေရမယ်အဲ့ဒီလောက်မသေးစားမရေရာတဲ့လောကကြီးထဲမှာဒီစိတ်သောကတွေကိုခံစားနေပြီးတော့ဘာလို့မှာတော့ကိုယ့်အတွက်အကျိုးမရှိဘူးပေါ့နော်အဲ့မီးနဲ့လည်းတစ်ချက်ကျွန်မဖြေလျှော့လိုက်တယ်နောက်တစ်ချက်ကကြတော့ဘယ်လိုဖြေလျှော့လဲဆိုလို့ရှိရင်အရာအားလုံးကမမြဲဘူးလေနော်လောကကြီးမှာဘယ်အရာမှတည်မြဲမနေဘူးကိုယ်တိုင်လည်းမတည်မြဲသလိုဘယ်အရာဘယ်ဥစ္စာဘယ်ဟာမှမတည်မြဲဘူးအဲ့မတည်မြဲခြင်းဆိုတာမှန်ကန်တဲ့အမှန်တရားတစ်ခုပေါ့နော်ပြီးတော့အရှိန်ဆိုတာလည်းမတည်မြဲဘူးပေါ့နော်အခုပြောပြီးရင်ပြီးသွားပြီခဏနေကြလို့ရှိရင်အဲ့အရှိန်ကမရှိတော့ဘူးပေါ့နော်အဲ့ဒီလိုစိတ်ကလေးတွေကိုကျမတရက်နဲ့နှလုံးသွင်းပြီးတော့ကြော်ဖြတ်လိုက်တာပေါ့နော်ကြော်ဖြတ်လိုက်တော့အဆင်ပြေသွားတယ်ဒါပေမဲ့ရက်တော့နည်းနည်းလေးတော့ကြာသွားတာပေါ့နော်ကျမထင်တယ်9ရက်လောက်တော့ကျမနည်းနည်းလေးခံစားရတယ်လို့ထင်တယ်အဲ့ဒါတစ်ချက်ပေါ့နော်အဲ့ဒါကျမအခက်အခဲတွေကိုဘလို့ကြော်ဖြတ်ခဲ့လဲဆိုတဲ့အချက်လေးပေါ့နော်နောက်တစ်ချက်ကကြတော့တစိမ့်ကိုတအိတ်လောက်တဲ့သူတွေအကြောင်းပြောပြမယ်ကျမတို့အခုဒီလိုမျိုးလေးပေါ့နော်ကျမစိတ်ဆင်းရဲတယ်တောကကြီးဖြစ်တယ်ဆိုတော့လေတချို့ကလည်းဘယ်လိုပြောလဲဆိုတော့ဟဲသူတို့လေအိမ်တော်လေးကအဆင်မပြေဘူးသူတို့လင်မယားနှစ်ယောက်ကလေအခုကွဲသွားပြီတိလားယောက်ျားလည်းတနေရာထွက်သွားတယ်မိန်းမလည်းတနေရာထွက်သွားတယ်အဲ့ဒါသူတို့ကအစတွေကဖြစ်နေတာအထဲထဲမှာကြိတ်ပြီးတော့လောင်နေတာဖွဲမီလို့ပဲအဲ့လိုမျိုးပြောတဲ့သူတွေလည်းရှိတယ်ပြီးတော့လေ
ကျမအဲ့မှာဟိုအင်ကြီးသွားဝယ်ရပေါ့နော်လိုချင်လို့ဆိုအဲ့တော့အဲ့အင်ကြီးဆိုင်ရောက်တော့အဲ့တိုင်းပဲစကားလေးတွေကဒီလိုမျိုးလေးပေါ့နော်အဲ့အရင်တိတဲ့သူတွေလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမရဲ့အကြောင်းတိနေကြကျမလည်းအံ့ဩတယ်တိလားအဲ့ဒါနဲ့ကျမလေးပြန်ပြီးတော့ဘလို့ပဲဖြည့်ရှင်းလိုက်တယ်ဆိုတော့လေကျမတို့လေများနှစ်ယောက်ကလေအရန်နဲ့ရှစ်ကြပါတယ်လို့အခုချိန်ထိလည်းရှစ်လို့ကိုမဝပါဘူးလို့ကျမရဲ့ယောက်ျားဆိုလည်းကျမအရေးတကြီးကြီးနဲ့တစိမ့်စိမ့်ကြည့်ပြီးတော့ရှစ်ပါတယ်လို့နော်ကျမရဲ့အမျိုးသားဆိုလို့ရှင်လည်းကျမကိုအရေးတကြီးကြီးနဲ့တစိမ့်စိမ့်ကြည့်ပြီးတော့ရှစ်ပါတယ်လို့အဲ့လိုမျိုးကျမပြန်ပြီးတော့ဖြည့်ရှင်းလိုက်တယ်ကျမရဲ့ဟိုဘယ်လိုခေါ်မလဲကျမကိုစိတ်ဝင်စားတဲ့သူလေးပေါ့နော်စိတ်ဝင်စားပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ကျမဖြစ်တယ်ဆိုတော့တခြားပါကျမရဲ့အိမ်တော်ကြီးနဲ့ဘာမှမသက်ဆိုင်ပါဘူးလို့ကျမရဲ့အမျိုးသားနဲ့ကျမတို့ပြပြလေးလေးပဲရှိနေပါတယ်လို့သိချင်တဲ့သူတွေလည်းအရန်နဲ့များနေကြရပေါ့နော်ဘာဖြစ်တာတော့နဲ့အရန်ကိုမေးနေကြတာအဲအကြောင်းတစ်ခါကြောက်လို့ရှင်လေကျမတို့ရဲ့လို့ပတ်ဝန်းကျင်အတိုင်းအဝိုင်းကျမတို့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေထဲမှာဆိုလို့ရှင်ဒီလို့ကျမတို့ဟိုလည်းမရအောင်ဆိုလို့ရှင်ပေါ့နော်သူများတွေကြတယ်ဟိုအမြင်တက်ရလောက်အောင်တော့မှဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်နားလည်မှုရှိတယ်။တယောက်နဲ့တယောက်ရှစ်ခင်နှစ်သက်ပေးတယ်။လူဆိုတာတော့ဟိုအခက်မသိတဲ့အချိန်ကလေးတွေတော့ရှိတာပေါ့နော်။ဒါပေမဲ့အဲ့လိုအခက်မသိတဲ့အချိန်ကလေးတွေကနဲအောင်တော့ကျမတို့အတက်နိုင်ဆုံးစူးစမ်းပြီးတော့နေထိုင်တယ်။တကယ်လို့ကျမတို့တွေပြဿနာဖြစ်ခဲ့ရင်တော့မှကျမတို့လည်းတရားနှစ်ယောက်ကြောင့်မဟုတ်ဘဲနဲ့ဘေးကနေပြီးတော့လာတဲ့ပယောဂတွေကြောင့်ပဲကျမတို့ဖြစ်တာများပါတယ်လို့အဲ့ဟာကလည်းအရန်အကြာကြီးမဖြစ်ပါဘူးကျမတို့မှာတရားအသိတွေလည်းရှိတဲ့အတွက်အသိနဲ့တတိနဲ့ကပ်ပြီးတော့เนาะကိုယ့်ရဲ့နှလုံးသွင်းစင်ကြင်ရမယ်တရားလေးတွေကိုစင်ကြင်ပြီးတော့အကောင်းဆုံးဖြတ်ကျော်ပြီးတော့နေထိုင်ပါတယ်လို့အဲ့ဒါကျမအကြောင်းသိချင်တဲ့သူတွေကိုပြပြပေးရเนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်